Hello ဒီနေ့မှာတော့ Hera ကလိမ့်လိုက်တာနဲ့လက်ဆက်ဆက်ခူးထားတဲ့ပန်းသီးလိုမျိုးပြောင်ပြောင်တင်းတင်းလေးဖြစ်တယ်ဆိုရဲကူရှင်ကိုစမ်းကြည့်သွားမှာဖြစ်ပါတယ်။ပြောင်ပြောင်တင်းတင်းပန်းသီးဆိုတာ Hera ပြောတာမဟုတ်ဘူးเนาะသူ့ရဲ့ဘူးပေါ်မှာရေးထားတာကိုပြောတာပါ။ Packaging ကတော့$20နဲ့လိုက်အောင်$20တန်လို့ပဲထင်ရပါတယ်။ Hera ယူလာတဲ့ shade ကတော့25 peanut ဆိုတဲ့အရောင်လေးပါ။ Hera မျက်နှာဝါတဲ့ဘက်ကိုသွားတော့ Hera ကလည်းဝါတဲ့အရောင်ပဲယူခဲ့ပါတယ်။ Hera ဆဆယူလိုက်တာတော့ရမ်းများသွားတယ်ပေါ့နော်အဲ့ဒီဘက်မှာပုံသွားပါတယ်။ Okay တခြားလေး blend လုပ်လိုက်တော့မစိုးပါဘူးသူ့ရဲ့ coverage လေးကလည်းမစိုးလို့ပြောရမယ်ပေါ့နော်ဒီဘက်ကတော့လိမ့်ထားတဲ့ဘက်ပါဒီဘက်ကတော့ဘာမှမလိမ့်ရသေးတဲ့ဘက်ပါခဏလေးဟဲသူပြောတော့ဂလိုးမယ်ဆိုပြီးမဂလိုးဆိုပြီးတော့ကြော်မသွားနဲ့အောင်နောက်တစ်ဖက်ကိုထပ်လိမ့်ပြမယ်တိချာကြည့်ဒီတစ်ခါတော့နည်းနည်းလေးပဲလိုတလောက်ပဲပပလေးပုတ်လိုက်ပါတယ်အဲ့မှာကြည့်လိုက်လိုတလောက်ပဲသုံးတော့သူ့ဟာနဲ့သူကွက်တီမက်စစ်အဆင်ပြေနေရပါပဲโอเคအဲ့လိုဆိုတော့ဒီဘက်ကတော့သူပြောထားသလိုပဲလက်ဆက်ဆက်ခူးထားတဲ့ပန်းသီးလိုမျိုး glow ဖြစ်တယ်ပေါ့နော် overall အနေနဲ့ပြောရမယ်ဆိုရင်တော့ budget safe လည်းဖြစ်မယ် glow look လည်းရမယ် daily wear ကြောင်းသွားရုံသွားအကုန်အဆင်ပြေမယ်ပြီးတော့ coverage ကောင်းတာလေးကိုရှာနေရဆိုရင်တော့ Hera ကတော့ဒီ$20တန်လေးကို recommend ပေးပါတယ်။ဟုတ်တီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။